အားလုံးပဲမင်္ဂလာပါရှင်ဆိုဖမ်မီများအားလုံးပဲစိတ်ချမ်းသာကိုကျန်းမာတဲ့နေ့လေးဖြစ်ပါစေနော်ဗီဒီယိုလေးတင်တာနည်းနည်းလေးတော့နောက်ကျသွားတယ်ဒါပေမဲ့မနေ့ပြန်နိုဝင်ဘာ17ရက်နေ့အမီလေးကိုတင်ကျင်တာဆိုတော့နည်းနည်းလေးတော့နောက်ကျသွားပြီမဲ့လည်းသိခံပြီးတော့စောင့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်မနေ့ပြန်နိုဝင်ဘာလ17ရက်နေ့2025က energy အရာအထူးကိုကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်ဒီ2025ကအချစ်ရေးအတွက်ဆိုရင်လည်းတကယ်ကိုစွမ်းအင်မြင့်မားတဲ့နေ့တစ်နေ့ဖြစ်တယ်ပေါ့နော်တကယ်ကအဲ့ဒီနေ့က portal day ပွင့်တဲ့နေ့ဖြစ်တယ်ကောင်းမွန်တဲ့ energy တွေအရန်ကိုများမဲ့နေ့တစ်နေ့ဖြစ်တယ်ဒါပေမဲ့ဒီနေ့ဗီဒီယိုလေးကတော့အချစ်ရေးနဲ့ပတ်သက်ပြီးတော့အဓိကထားပြီးတော့ပြောသွားမှာဖြစ်ပါတယ်အဲ့တော့မနက်ဖြန်မှာဆိုလို့ရှိရင်အချစ်စိတ်နဲ့ဆက်နွယ်နေတဲ့ဒီ heart chakra ပေါ့နော် heart chakra ကဒီနှလုံး chakra ကပွင့်လာမဲ့နေ့လို့လည်းယုံကြည်ကြတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မနက်ဖြန်မှာဆိုလို့ရှိရင်အချစ်အပေါ်အာယုံစိုက်တဲ့ဒီ manifestation ritual တွေပြုလုပ်မယ်ဆိုလို့ရှိရင်ကောင်းမွန်တဲ့ရလဒ်တွေရနိုင်ပါတယ်အချစ်ရေးနဲ့ပတ်သက်တဲ့အဆူတောင်းတွေ manifestation တွေဆိုရင်ပြည့်နိုင်ပါတယ်အဲ့တော့ဒီအချစ်ရေးနဲ့ပတ်သက်ပြီးတော့လှုပ်လို့ရမယ်လွယ်ကူတဲ့တကယ်လဲထိရောက်ပြီးတော့တော်တော်များများပေါ့နော်လိုက်လုပ်ခဲ့ပြီးတော့အောင်မြင်မှုတွေလည်းရခဲ့တဲ့အစီအရင်လေးတစ်ခုပေါ့နော်အစီအရင်ဆိုပေမဲ့အောက်လန်းအစီအရင်လည်းမဟုတ်ပါဘူးเนาะအောက်လန်းအစီအရင်လုံးဝမဟုတ်ပါဘူးအနေရလည်းမရှိပါဘူးအာမခံပါတယ်ဒါလေးကိုလိုက်ပြီးတော့လုပ်လို့ရတယ် manifestation love manifestation ritual လေးဖြစ်ပါတယ်အဲ့ဒါကဘာလေးလဲဆိုလို့ရှိရင်အဆင့်1အနေနဲ့ကိုယ့်ရဲ့စိတ်ကလေးကိုအဲ့ဒီနေ့တစ်နေ့တာလုံးကိုအေးချမ်းအောင်ထားပါစိတ်ထဲမှာကြောက်စိတ်တွေစိုးရိမ်စိတ်တွေပူပန်စိတ်တွေမောတဲ့စိတ်တွေဘာမှမထားဘဲနဲ့စိတ်ကလေးကိုလုံးဝ relax လုပ်ထားအေးချမ်းအောင်လုပ်ထားမယ်ပြီးသွားရင်ညဘက်เนาะဒီအစီအစဉ်လေးကတော့ညဘက်မှာလုပ်ရမှာเนาะညဘက်မှောင်တဲ့အချိန်ပေါ့နာရီအတိအကျတော့မပြောလို့ဒါပေမဲ့မှောင်တဲ့အချိန်မှာစပြီးတော့လုပ်လို့ရပြီကိုကဘာလေးလုပ်ပေးရမလဲဆိုရင်ဖျောင်းတိုင်ထုံးပေးရုံပဲเนาะဖျောင်းတိုင်ကအနီရောင်ဒါမှမဟုတ်ရင်ပန်းရောင်လေးကိုထုံးပေးရမယ်ကျန်တဲ့အရောင်တော့မထုံးပါနဲ့เนาะအနီသို့မဟုတ်ပန်းရောင်ဖျောင်းတိုင်လေးကိုအသုံးပြုပါကိုရဲ့ဒီနေတဲ့အခန်းဒါမှမဟုတ်ရင်ကိုရဲ့အိယာကရင်ဘေးနားလေးမှာပေါ့နော်ဖျောင်းနိုင်မီးလေးကိုထွန်းပြီးတော့အခန်းထဲကိုအမွှေးနှံ့တာတွေဖြန်းထားပါဒါမှမဟုတ်ရင်အမွှေးစီတွေဖြန်းထားတာမျိုးဒီအမွှေးနှံ့တာခဲလေးတွေထွန်းတာမျိုးပေါ့နော်သုံးတာမျိုးအဲ့ဒါလေးကိုလုပ်ပေးပါနော်အဲ့တော့အဆင့်1အနေနဲ့ဆိုလို့ရှိရင်တော့စိတ်ကိုအေးချမ်းအောင်ထားမယ်ပြီးလို့ရှိရင်ညရောက်တဲ့အခါမှာဖျောင်းနိုင်အနီသို့မဟုတ်ပန်းရောင်ကိုထွန်းမယ်ပြီးတော့ရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုအမွှေးနှံ့တာဖြန်းမယ်ပေါ့နော်ပြီးရင်မျက်လုံးလေးမှဲပြီးတော့အချစ်ချင်းမြတ်တာတွေကိုခံစားပါငြိမ်းချမ်းမှုကိုခံစားပါအဆင့်2အနေနဲ့ဆိုလို့ရှိရင်တော့စာရေးပြီးတော့ manifestation ပြုလုပ်တာဖြစ်ပါတယ်စာသားလေးက Emily Sakrin ပေါ်မှာရေးပြထားတဲ့စာသားလေးပါ Today on 11/11 I open my heart to true love I'm ready to give and receive love freely The right person, full of kindness and respect, is already on their way to me. Love flows to me easily, naturally, and beautifully. ဆိုတဲ့ဒီစာပိုင်လေးကိုစာရွက်အဖြူလေးပေါ်မှာ3ခါချပြီးတော့ရေးပေးရမယ်နော်။ဒီစာသားကိုပဲ3ချိန်တီးတီးရေးပေးရမယ်။ရေးတဲ့အခါမှာဘောပင်အမဲရောင်နဲ့မရေးပါနဲ့။စာကိုမှင်နီပေါ့နော်။မှင်နီလေးနဲ့ရေးပေးပါ။ဒါမှမဟုတ်ရင်လည်းပန်းရောင်ပန်လေးရှိရင်ပန်းရောင်လေးနဲ့ရေးပေးပါ။ရေးပြီးသွားတဲ့အဲ့ဒီစာရွက်ကလေးကိုခောက်ချင်ရင်ခောက်လို့ရပါတယ်ခောက်ရင်တော့2ခောက်3ခောက်လောက်အထိခောက်လို့ရတယ်နော်ခောက်ပြီးရင်အဲ့ဒီစာရွက်လေးကိုရေမွေးလေးဖြန်းပြီးတော့ကိုယ့်ရဲ့ခေါင်းအုံအောက်မှာဒါမှမဟုတ်ရင်လည်းအိယာနားမှာဒါမှမဟုတ်ရင်လည်းအိယာဘေးကခုံလေးပေါ်မှာထားလို့ရပါတယ်နော်ပြီးသွားတဲ့အခါမှာနောက်တစ်ခုကတော့ visualize လုပ်တာပေါ့နော် visualization စိတ်ထဲကနေပုံဖော်တာဖြစ်ပါတယ်တရားထိုင်တဲ့ပုံစံမျိုးလေးနဲ့17မိနစ်เนาะမိနစ်ကတော့17မိနစ်ကွက်တိလောက်ထားပေးပါအဲ့တော့17မိနစ်လောက်တက်တောင့်တက်တာလေးနဲ့ထိုင်ပြီးတော့ကိုလိုချင်တဲ့ relationship ကဘယ်လိုပုံစံမျိုးလဲကိုကဘယ်လိုလူမျိုးနဲ့တွေ့ကျင်တာကိုကဘယ်လိုလူမျိုးစီကအချစ်ခံကျင်တာလဲကိုစိတ်ကူးရင်ပြီးတော့အဲ့ဒါကိုမျက်လုံးထဲမှာမြင်အောင်ပုံဖော်မယ်ကိုကရည်စားရှိလို့ဒီရည်စားကိုပဲအာယုံနဲ့ထည့်ထားမယ်ဆိုရင်လည်းရလာဆိုတော့ရပါတယ်တကယ်လို့ single လေးတွေဆိုရင်လည်း crush ကိုအာယုံပြုထားလို့ရတယ်ဒါမှမဟုတ်ကိုကဘသူ့ကိုမှရည်ရွယ်တာမျိုးမဟုတ်ပေမဲ့လူကောင်းတစ်ယောက်နဲ့တွေ့ကြတာဆိုရင်လည်းပဲကိုအချစ်ခံနေရတဲ့ပျော်ရွှင်နေရတဲ့ပုံကိုကိုပြန်ပြီးတော့မြင်အောင်ထားပါအဲ့လိုမြင်အောင်ပြီးတော့17မိနစ်လောက်ဒီတရားမှတ်တဲ့ပုံစံမျိုးလေးနဲ့စိတ်ကူးရင်ရမှာပေါ့နော်စိတ်ကူးရင်ရမှာဖြစ်ပါတယ်စိတ်ထဲကနေပုံဖော်ရမှာဖြစ်ပါတယ်အဆင့်နံပါတ်4ကကြတော့ affirmation words တွေ affirmation sentence တွေပြောရမှာပါ
ကိုချီကျူးတဲ့အတိအမှတ်ပြုတဲ့စကားလုံးတွေပြောရမှာပါပြောရမယ့်စာလေးက screen မှာရေးပြထားပါတယ် I'm worthy of real love love comes to me easily and naturally I attract a partner who respects and values me my heart is open healed and ready for love ဆိုတဲ့ဒီစာကြောင်းလေးပေါ့နော်လေးကြောင်းအဲ့ဒါလေးကိုအတန်ထွက်ပြီးပြောပေးနိုင်ရင်တော့ပို့ပြီးတော့ကောင်းတယ်အတန်ထွက်ပြောလို့မရရင်လည်းစိတ်ထဲကနေလေးလေးနက်နက်နဲ့ပြောပေးပါဒါလေးကအဆင့်၄ဖြစ်ပါတယ်အဆင့်၅အနေနဲ့ကတော့ပြီးပါပြီအဲ့တော့ကိုဒီအဆင့်၄ဆင့်ကိုလုပ်ပြီးသွားပြီဆိုတာနဲ့ကျေးဇူးတင်ပါတယ် universe လို့နုနုညံ့ညံ့လေးပြောပေး၃ခါပြောလဲရတယ်၉ခါပြောလဲရတယ်6ခါပြောလဲရတယ်เนาะဆိုတော့3 6 9တခုခုပေါ့เนาะဒီနံပါတ်စင်တွေကတခုခုကိုရွေးပြီးတော့ပြောပေးပါပြောတဲ့အခါမှာပြီးရောပြောတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စံနာတွေပြေဝသွားပြီလို့ယုံကြည်ပြီးတော့ university ကိုကျေးဇူးတင်လိုက်တာဆိုတဲ့ခံစားချက်မျိုးလေးနဲ့ပြောပေးပါပြောပြီးသွားလို့ရှိရင်အဲ့ဒီစာရွက်လေးကိုကတညပေါ့နော်တညကိုနာမှာထားပြီးတော့အိပ်ပါခေါင်းအောင်မှာထားအိပ်လဲရတယ်ခုံလေးပေါ်မှာထားအိပ်လဲရတယ်အိပ်ရတဲ့ထက်အိပ်လဲရတယ်နော်မနက်မိုးလင်းလာတဲ့အခါမှာအဲ့ဒီစာလေးကိုတစ်ပင်တစ်ပင်ရဲ့အောက်မှာမြုပ်ထားလိုက်ပါသူရဲ့အတိတ်ပဲကတော့ love grows like nature ပေါ့နော်အချစ်တစ်ပင်လေးပေါက်ဖွားလာတယ်ပေါ့ဒီလိုပုံစံမျိုးအယူအဆလေးနဲ့ယူလို့ရပါတယ်နော်အဲ့တော့ဒီအချစ်ရေးနဲ့ပတ်သက်ပြီးတော့ကံကောင်းအောင်မနှက်ပြန်ပါကြောက်ကလေးတွေဆောင်းလို့ရလဲဆိုရင်သူရောင်ကြောက်လေးတွေဆောင်းလို့ရပါတယ်နော်သူရောင်ကြောက်လေးတွေ amethyst ကြောက်လေးတွေဆောင်းလို့ရပါတယ်နော်အဲ့တော့အချစ်ရေးအတွက်ဆိုရင်တော့ပန်းရောင်ရှိတဲ့ကြောက်လေးတွေဆောင်းတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်အဲ့တော့ဒီ17နိုဝင်ဘာ2025ကနေစပြီးတော့ကိုလိုချင်တဲ့ချစ်ချင်းမြတ်တာတွေရရှိပြီးတော့ကိုရဲ့ရှင်တွေကစစ်မှန်တဲ့ချစ်ချင်းတရားနူးညံ့တဲ့ချစ်ချင်းတရားကောင်းမွန်တဲ့ချစ်ချင်းတရားတွေကိုလက်ခံရရှိပြီးတော့အချစ်ခံရတဲ့လူသားတွေဖြစ်နိုင်ကြပါစေလို့ Emily ကဆုတောင်းပေးလိုက်ပါတယ်ထူးခြားမှုလေးတွေရှိလို့ရှိရင်လည်း Emily Diary YouTube Channel ယခု post ရဲ့ comment လေးမှာလာပြီးတော့မျှဝေပြပြပေးပါအောင်เนาะဒါဆိုရင်အားလုံးကိုနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်ပါ